မင်္ဂလာပါဒီနေ့မှာတော့ Redmi ဖုန်းနဲ့ Power ပိတ်တဲ့အချိန်မှာ Power ပိတ်လို့မရဘဲနဲ့ဒီလိုမျိုးပေါ်နေတယ်ဆိုလို့ရှိရင်ဖြည့်ရှင်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးဖုန်းလေးမှာရှိတဲ့ setting လေးကိုတွားရပါမယ်ဖုန်းလေးမှာရှိတဲ့ setting လေးကိုတစ်ခါနှိပ်ပေးပါမယ်အောက်နားလေးမှာရှိတဲ့ additional setting လေးကိုထပ်တစ်ခါဝင်ပေးရပါမယ်ပြီးရင်တော့ဒီလိုကျလာတဲ့အနေထားမှာ Cache Shortcut ဆိုတဲ့ပြပြထားတဲ့နေရာလေးကိုထပ်တစ်ခါနှိပ်ပေးပါမယ်အပေါ်ဆုံးမှာရှိတဲ့ Lecture Digital Assistant ဆိုတဲ့နေရာလေးကိုထပ်တစ်ခါနှိပ်ပေးပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဘေးနားကခလုံးပွင့်နေတာလေးကိုပိတ်ပေးရပါမယ်အဲ့ဒီခလုံးလေးကိုထပ်တစ်ခါနှိပ်ပေးပြီးတော့ပိတ်ပေးလိုက်ပါโอเคဒီလိုမျိုးလေးပိတ်သွားပြီဆိုလို့ရှိရင် power ခလုံးကိုနှိပ်ပြီးတော့ပုံမှန်အတိုင်းပဲပိတ်လို့ရပါပြီကျွန်တော် home key နဲ့ထပ်ပြီးတော့ power ခဏပိတ်ကြည့်ပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ပုံမှန်အတိုင်းပဲဖုန်းကို power ပိတ်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်